အုံးသီးနဲ့တူတဲ့မျက်နှာရှိတဲ့ထူးထူးဆန်းဆန်းမြောက်တစ်မျိုးကြောင့်ပါမျက်နှာမှာအုံးသီးကတ်ထားတယ်လို့မျိုးမြောက်ကိုမြင်ဖူးကြလားဒါကတော့ bearded saki လို့ခေါ်တဲ့မုတ်စိတ်ပါတဲ့မြောက်လေးပဲဖြစ်ပါတယ်သူ့ရဲ့မျက်နှာကတကယ်ကိုထူးခြားတာပါပြောင်ချောနေတဲ့မျက်နှာဝိုင်းဝိုင်းလေးရဲ့ဘေးပတ်လည်မှာစပင်တုဆွတ်ချတယ်လို့မျိုးအမွှေးတွေကဖွာထွက်နေတာပါဘယ်လိုပဲကြည့်ကြည့်စပင်တုဆွတ်ချတဲ့အုံးသီးတစ်လုံးနဲ့တကယ်ကိုတူနေတာပါပဲဒီမြောက်လေးတွေကဘရာဇီးဗင်နီဇွေလာဂါယာနာနဲ့ဆူရီနမ်နိုင်ငံတွေမှာရှိတဲ့ Amazon မိုးသစ်တောထဲမှာနေထိုင်ကြပါတယ်အလွယ်ပြောရရင်အမေဇုန်တောထဲမှာပဲဒီလိုမျက်နှာမျိုးကိုတွေ့နိုင်တာပါသူတို့ကတစ်ပင်အမြင့်ကြီးတွေပေါ်မှာနေထိုင်ပြီးတစ်သီးတွေနဲ့အစစ်အဆန်တွေကိုစားတောက်ကြပါတယ်မျက်နှာကရဲချင်းစရာကောင်းပြီမဲ့သူတို့ရဲ့ဘဝကတော့တကယ်ကိုအတီပေါက်ကြီးဖြစ်နေတာပါတဘာဝတရားကတကယ်ကိုထူးဆန်းပါတယ်တချို့တတဝါတွေကခံညားပြီးကြည်ကောင်းပေမဲ့တချို့ကြတော့လဲမြင်လိုက်တာနဲ့ရဲချင်းစရာကောင်းနေတာမျိုး